ဟဲ့စရင်လာစစ်တာပါအရန်ကောင်းတဲ့အရသာပဲဟုတ်တယ်အကို 100% coffee စစ်နာမည်မပြောနဲ့အကိုကျွန်တော်တို့မှာစပွန်ဆာမရှိသေးဘူးသူက James Bond လို့တွန်းလဲမောင်းနေတာလားဟုတ်တယ်သူအရက်မူးနေပုံရတယ်အိုးဦးလေးအစင်ပြေရဲ့လားအစင်ပြေရဲ့လားဘာပြောလိုက်တာလဲညီလေးသူ့ကိုအိမ်ခေါ်သွားရအောင်သူအရန်မူးနေပုံရတယ်မင်းသိချလားတပေါင်းတက3ဘာတွေစားထားလဲမသိဘူးလေးလိုက်တာကြောက်တုံးများစားထားလားမသိဘူးမြန်မာပြည်ကကြောက်ကလေးကမွေးတယ်ဟမ်တကယ်အရသာရှိတယ်ဒါမဲ့တနက်ရန်အနက်နည်းလေးတော့နန်းတယ်ဒါဆိုသူ့လဲနဲ့လက်ဆောင်တွေဘယ်လိုလုပ်မလဲကလေးတွေစီဘယ်သူပို့ပေးမလဲကလေးတွေကိုပို့ပေးဖို့ငါတို့ကူညီရင်ကောင်းမယ်မဟုတ်လားကောင်းတယ်နော်မြန်မြန်သွားရအောင်ညီလေးနောက်ကြမှာမလိုချင်ဘူးလက်ဆောင်တွေအားလုံးစစ်ဘာမှမကြံစေနဲ့နော်ဟုတ်ကဲ့အကိုကြီးချစ်သူရေးစားနဲ့စီးရရင်တော့ကောင်းပါပဲကန်ချလိုက်မှာနော်ကလေးအခုညရောက်နေပြီဟုတ်တယ်ငါတို့နောက်ကျနေပြီဒီကလေးကိုလက်ဆောင်ပေးကြရအောင်မြန်မြန်သွားကြရအောင်ဒီအိမ်လားအေးဟုတ်တယ်မြေပုံထဲမှာစစ်ပြီးပြီဟယ်လိုဟဲ့စရင်လာစစ်တာပါဘာလက်ဆောင်လိုချင်လဲကလေးလေးဘယ်တင်နိုင်ရနိုင်မလားကောင်းလေးတွေမင်းတို့ဘာလက်ဆောင်တွေလိုချင်လဲကျွန်တော်ရဲကားလိုချင်တယ်ပြန်ကြရအောင် bro ဘာဖြစ်တာလဲဒီရွာမှာမသိဘူးညီလေးသွားစစ်ရအောင်မြန်မြန်ဒီရွာထဲမှာကလေးတွေအများကြီးရှိရမှာငါဘယ်သူမှမတွေ့ဘူးအိုးဟုတ်ကဲ့ဘာဖြစ်တာလဲ bro ငါတို့ဘာလို့ကလေးတယောက်မှမတွေ့တာလဲဒီနေ့ဘယ်ကလေးကိုမှလက်ဆောင်ပေးစရာမရှိတော့ဘူးလားဘာလို့လဲ